အကောက်100မှာတကောက်တာရှိမယ်နော်တကယ်ပြောတာဘာလို့လဲဆိုတော့ဒီကောင်ကမြန်မာငွေ9000 8000နဲ့ရတယ်အချက်ပြပေးမယ်နော်ဘာပါမလဲဆိုလို့ရှိရင်offer ကမြင်တဲ့အတိုင်းပဲဟမ်မတ်တွေလည်းမြင်တဲ့အတိုင်းပဲနော်တိတ်ဘာမှထွေထူးတော့မပါဘူး9000လို့ဆိုလို့ရှိရင်ပြမယ်ဘာပါမလဲဆိုလို့ရှိရင် Glacier ပါမယ်နော်ကဲ Glacier level 4 game စစ်ဒီလိုစီမှမရအောင်နော်တကယ်စော့ကျင်တဲ့သူတွေမှလာဝယ်ပေးပါနော်ပြောစီမှာတကယ်စော့ကျင်တဲ့ဆိုမှလာဝယ်ပေးပါတချို့တက်နိုင်တဲ့သူတွေကျွန်တော်မရောင်းပေးဘူးနော်ကျွန်တော်ပြောတယ်အကောက်100မှာတစ်ကောက်ပါပဲကျွန်တော်ရောင်းပေးရနော်တခြားဘယ်သူမှရောင်းမပေးဘူးโอเคမြင်လားမတူရဲ့အကြီးတစ်ချောင်းပါသေးရဲ့နော်ကားကွက်တွေလည်းမြင်တိုင်းပဲသူကနေပြီးတော့စုံမယ်ဘာမှကိုပြောကြမလို့ကဲရှိုးကြည့်လောက် Glacier level 4တင်ကိုတန်းနေပြီ9000อ่ะเนาะရှိုးလောက်ကဲနောက်တစ်ခေါက်လေးနဲ့ထပ်လာခဲ့မယ်เนาะ